တတိယအကြိမ်မှာနှာခေါင်းခွဲစိတ်လိုက်လို့ရှုံးမလီလိုလှသွားပြီးဖြစ်တဲ့နေစဉ်ဟာတာပြိုရင်နေမေကြီးလာတဲ့ဆယ်လီနေဆန်းကတော့ခုချိန်မှာသူ့ရဲ့ရှုပ်ရည်နဲ့ပတ်သက်ပြီးဝေဖန်မှုများစွာရရှိနေတာပဲဖြစ်ပါတယ်။မွန်တိုင်းသားတရားဖြစ်တဲ့နေဆန်းဟာကိုဗစ်ကာလမှာလူမှုသရုပ်ဖော်တဲ့ဗီဒီယိုတွေရှိုက်ကိုရင်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာခဲ့တာဖြစ်ပါတယ်။ဒါမဲ့ရိုးရိုးလက်စားဘွားကနေနေချင်းညာချင်းပြောင်းလဲသွားပြီးတော့ချမ်းသာတဲ့တထေဖြစ်သွားခဲ့တဲ့အတွက်ကြောင့်လူတွေရဲ့ဝေဖန်မှုတွေကိုဆက်လက်ရရှိနေစေဖြစ်ပါတယ်။နေဆန်းဟာဆယ်လီဖြစ်လာခင်တုန်းကတာမန်ယောက်ျားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဇလန်တို့တွေရှိုက်ကူတဲ့အခါမှာအမျိုးသမီးဝတ်စုံတွေဝတ်ပြီးတော့ရှိုက်ကူခဲ့ရတဲ့အတွက်သဘောတဘာဝပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။အစမှာတော့ဇလန်တို့ရဲ့ချက်ရအလို့သဘောကြောင့်သာမိမပုံစံဝေးရတာဖြစ်တယ်လို့ပြောပြခဲ့ပေမဲ့နောက်ဆုံးမှာတော့လုံးဝကမိမရှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတည်တဲ့နိုင်ငံကျော်ဆယ်လီတူဖြစ်တဲ့အတွက်အခုလိုမျိုးတူစိတ်ဝင်စားတဲ့သူတယောက်ဖြစ်သွားရတဲ့အတွက်လူတွေရဲ့ပြောဆိုလောင်ပြမှုတွေကိုများစွာခံရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ယနေ့ခေတ်မှာလိန်တူစိတ်ဝင်စားမှုဟာထူးဆန်းကိစ္စကြီးမဟုတ်တော့ပဲလူသားချင်းစာနာထောက်ထားတဲ့သူတွေရှိလာပြီးတော့နားလည်ပေးနိုင်တဲ့အသည့်တွေရှိလာကြပြီဖြစ်တဲ့အတွက်နေဆန်းကိုအားပေးမဲ့သူတွေရှိနေကြဆဲဖြစ်ပါတယ်။ဆယ်လီဖြစ်နေကြီးပွားပြီးတော့လူသိများလာခဲ့ပေမဲ့နေဆန်းရဲ့ခြေရည်ကတော့အမြဲတမ်းကန်ခင်နေကြတာပဲဖြစ်ပါတယ်။ပတ်စံတွေသားကြည့်ပြီးတော့သူနာကခဲ့တဲ့သူတွေဖြစ်ခဲ့တဲ့အတွက်ခြေရည်နဲ့ပတ်သက်ပြီးမှလည်းဝေဖန်မှုတွေရှိနေခဲ့ပြန်ပါတယ်။ဘယ်ကိစ္စမဆိုလူတွေရဲ့ဝေဖန်မှုကိုရရှိနေတဲ့ဆယ်လီနေဆန်းဟာအခုတစ်ခါမှလေသူ့ရဲ့မျက်နှာကိုပြုတ်ပြင်မှုမှာပြောဆိုခံရမှုတွေရှိနေတာပါ။နေဆန်းဟာလာပါနဲ့ပတ်သက်လာရင်လေဝါသနာပါတဲ့သူဖြစ်တဲ့အတွက်သူ့ရဲ့မျက်နှာကိုအမြဲတမ်းပြုတ်ပြင်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။မျက်နှာခွဲစိတ်မှုမှာနှာခေါင်းခွဲစိတ်မှုကိုပို့ပြီးတော့လုပ်နေတာဖြစ်ပါတယ်။နေဆန်းရဲ့နှာခေါင်းဟာငကိုတွေကကြည့်ကောင်းမိတာဖြစ်ပါတယ်။ဒါပေမဲ့မူလနှာခေါင်းကိုခြုံတဲ့ခြုံအောင်ပြုလုပ်ပြီးပြုတ်ပြင်နေကြတာဖြစ်ပါတယ်။နှာခေါင်းဆီလီကွန်လောက်တာဟာဘေးထွက်ဆိုးကျိုးတွေရှိပြီးတော့ရိုးကင်ဆာဖြစ်နိုင်တဲ့အတွက်သတ်မှတ်ချက်တွေရှိပါတယ်။ဒါပေမဲ့လည်းနေဆန်းကတော့သူ့ရဲ့နှာခေါင်းခွဲစိတ်မှုကို၃ချိန်ပြုလုပ်ပြီးတော့နေပြီးပဲဖြစ်ပါတယ်။ပထမချိန်ပြုလုပ်တော့ကဆီလိုကွန်ရိုးနုကိုထည့်ခဲ့တာဖြစ်ပြီးတော့ထိုရိုးနုဟာအချိန်ကြာတာနဲ့မျှနှာရိုးဆောင်းလာကနှာပေါက်လေးတစ်ဖက်ပိတ်လာတာဖြစ်ပါတယ်။နှာခေါင်းကိုရုံးမလေးလိုချွန်ပြီးတော့ကော့နေရဲ့အထိပြုတ်ပြင်လိုက်ပြီးမလို့အခုတခါနှာခေါင်းပြုတ်ပြင်မှာစိတ်တိုင်းကြရပါတယ်လို့လည်းဆိုပါသေးတယ်။ဒါပေမဲ့ပရိသတ်တွေကတော့ချီကျူးစကားတဲ့ဝေဖန်စကားတွေကိုပို့ဆိုပြီးတော့နှာခေါင်းပြင်မဲ့စာရောက်သားတန်ကြီးဖြစ်နေတဲ့လက်ဘင်းကိုခွဲစိတ်ပါလားဆိုပြီးတော့လှောင်ပြောင်းနေကြတာဖြစ်ပါတယ်။ဘလို့ပဲဆိုလူဖြစ်တုံးခဏမှာတက်နိုင်တဲ့အနေထားလေးရှိတဲ့အတွက်သူစိတ်တိုင်းကြပြုတ်ပြင်မှုတွေလုပ်ပြီးတော့ကံရကရှင်စိတ်တိုင်းကြနေတယ်ဆိုရင်ကိစ္စချောပြီးပဲဖြစ်ပါတယ်။တတိယအချိန်ခွဲစိတ်တဲ့အခါမှာတော့အရှုံးမလေးလိုလှသွားပြီးမြဲလူတွေရဲ့ဝေဖန်မှုကနေမလွတ်သေးတဲ့နေဆက်ရင်နှာခေါင်းခွဲစိတ်မှုနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းဝေမျှပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနေအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရွှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်